ဒေါက်တာချန်ဟာယောဂရီအကြောင်းကိုနှစ်ဆက်ဆက်သိရှိပြီးတော့သူရဲ့ကုသနိုင်စွမ်းကြောင့်ဒီအနီးနားတစ်ဝိုက်မှာလူသိများပါတယ်။တနည်းရွာတွေကလေသမားတယောက်ရဲ့အိမ်ကနေအရေးကြီးတဲ့ဖိတ်ကြားချက်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။လမ်းညွှန်သူရဲ့နောက်ကိုလိုက်ရင်ထိုနေရာကိုရောက်ဖို့အတွက်မိနစ်20ကျော်လောက်လမ်းလျှောက်ခဲ့ရပါတယ်။လမ်းညွှန်သူရဲ့ပြောကြားချက်အရသူ့ရဲ့အဖေကအရေးပေါ်အခြေအနေဖြစ်နေရလို့ပြောခဲ့ပါတယ်။မြန်လေးတော့ပြစီဆရာကျွန်တော်အဖေကထပ်ပြီးတော့တောက်ခံနိုင်မှာမဟုတ်တော့ဘူး။အိမ်ရှိကိုရောက်တဲ့အချိန်မှာအမျိုးသားကတကားကိုဖွင့်လိုက်ပြီးတော့ဒေါက်တာချန်ကိုအထဲကိုဖိတ်ခေါ်ခဲ့ပါတယ်။ဒေါက်တာအထဲကိုရောက်တာနဲ့ထိုအမျိုးသားကသူ့ရဲ့အမေကိုအမြန်အော်ခေါ်ခဲ့ပါတယ်။အမေဒေါက်တာချန်ကိုပင့်ခဲ့တဲ့ဒီကိုထွက်လာခဲ့ပါအောင်။သူ့ရဲ့အမေကထွက်လာခဲ့ပြီးတော့သူမအမျိုးသားရဲ့ကြကြမခံနိုင်လောက်တဲ့အခြေအနေကိုထက်ခါပြောနေခဲ့ပါတယ်။အမေကဒေါက်တာချန်ကိုအထဲကိုဖိတ်ခေါ်လိုက်ပြီးတော့သူမအမျိုးသားရဲ့အခြေအနေကိုပြပြနေခဲ့ပါတယ်။သူမအမျိုးသားကလွန်ခဲ့တဲ့2ရက်လောက်ထဲကနေမကောင်းတာဖြစ်ပြီးတော့အခုကခက်မမြန်ပဲပို့ဆိုးလာကြောင်းပြပြခဲ့ပါတယ်။အေးရပေါ်မှာတော့မျက်လုံးတွေပြူးကျဲကမျက်ဖြူလန်နေခဲ့ပြီးတော့မျက်နှာကလည်းဖြော့တော့ကအေးရပေါ်လဲနေတဲ့အမျိုးသားတယောက်ကိုတွေ့လိုက်ရပါတယ်။ဒေါက်တာချန်ကအနောက်ကိုကပ်လိုက်ပြီးတော့ထိုလူရဲ့အခြေအနေကိုစစ်ဆေးကြည့်နေခဲ့ပါတယ်။ထိုလူကြီးရဲ့မျက်လုံးတွေကပြူးကျဲကလဲနေခဲ့ပြီးတော့ကြောက်စရာကောင်းစွာအော်ဟစ်နေခဲ့ပါတယ်။ဒါတော်တော်နာကျင်ရတာပဲသူတို့တွေကငါတို့ကိုယ်လုံးလိုက်စားနေတာကျေးဇူးပြုပြီးတော့ငါ့ကိုမြန်တက်ပေးပါငါအယောင်နာကျင်နေပြီဆောင်ကထိုအမျိုးသားရဲ့အပေါ်မှာဖုံးထားတာကြောင့်ဒေါက်တာချန်ကထိုအမျိုးသားရဲ့ပြဿနာကိုမသိခဲ့ပါဘူးဒါကြောင့်ဒေါက်တာချန်ကအနားကိုသွားကဆောင်ရဲ့အောက်ကိုကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူအနားကိုကပ်သွားတဲ့အချိန်မှာထိုလူကဒေါက်တာချန်ကိုပြင်းပြထန်ထန်ပဲတုံ့ပြန်ခဲ့ပါတယ်သူကဒေါက်တာချန်ကိုအဝေးကိုတွန်းထုတ်လိုက်ပါတယ်ကြည့်ရတာဒီယောဂါကထိုလူကိုထိတ်လန့်ကြောက်ရွံ့စေပြီးတော့သူ့ပတ်ဝန်းကျင်ကိုသတိမထားမိစေတာပဲဖြစ်ပါလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံကြောင့်ဒေါက်တာချန်ဟာထိုလူရဲ့ယောဂါကိုအဖြေရှာနိုင်လိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ဆောင်းကိုမလိုက်တာနဲ့ဒီပြိုင်နဲ့ဒေါက်တာချန်ဟာလူနာရဲ့လက်ရှိအခြေအနေကြောင့်အံ့ဩသွားခဲ့ရပါတယ်။ထိုလူကြီးရဲ့ဘိုက်ကကြောက်စရာကောင်းစွာပူဖောင်းနေခဲ့ပြီးတော့ရုတ်တရက်လှုပ်ရှားလိုက်တဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်မှာနာကျင်မှုတွေပေါ်လာတာကိုခံစားခဲ့ရပါတယ်။ဒေါက်တာချန်ကလူနာရဲ့အခြေအနေကိုနားလည်သွားတဲ့ပုံပေါ်ပြီးတော့ထိုလူရဲ့သားနဲ့အမေကိုထိုလူကိုတင်းတင်းကြပ်ကြပ်ချုပ်ထားခဲ့ဖို့ပြောခဲ့ပါတယ်။ထိုလူကနာကျင်မှုကြောင့်ရုန်းကန်နေခဲ့ပေမဲ့လည်းသူတို့နှစ်ယောက်စလုံးကထိုလူကိုတင်းတင်းကြပ်ကြပ်ချုပ်ထားခဲ့ပါတယ်။ထိုလူကိုချုပ်ထားပြီးရဲ့နောက်မှာတော့ဒေါက်တာချန်ကထိုလူရဲ့အင်ဂျီကျဲတီကိုဖြိုးလိုက်တဲ့အခါမှာသွေးကြောတွေနဲ့ပြေကရောင်ရမ်းပြီးတော့ဖောင်းနေတဲ့ထိုလူရဲ့ဘိုက်ကိုတွေးလိုက်ရပါတယ်။ဒေါက်တာချန်ကကြီးမားပြီးတော့ပူဖောင်းနေတဲ့ဘိုက်ကြီးကိုကြည့်ကထိုအရွက်တွေကဘာနဲ့တူလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။ဘိုက်ကြီးကအရန်ကိုပဲပူဖောင်းနေခဲ့ပြီးတော့ကြီးမားကရောင်ရမ်းနေခဲ့ပါတယ်။ပြီးတော့ထူးဆန်းတာကဒီအရွက်တွေကလှုပ်ရှားမှုပြုနိုင်ကဓာတ်တွေကတန်ကောင်းဒါမှမဟုတ်ကပ်ပါးကောင်တွေကသူ့ဘိုက်ထဲမှာရှိနေရတဲ့တူခဲ့ပါတယ်။ဒေါက်တာချန်ကပြဿနာကိုနားလည်သွားခဲ့ပြီးတော့စစ်တစ်ထားတွေကနေအမြန်ပဲအထိုးဆိုင်တဲ့အက်တွေကိုထုတ်လိုက်ပါတယ်။အက်တွေကရှည်လျားပြီးတော့ခြုံထပ်ပေမဲ့ဒီအရာတွေကသူ့ကိုတေချာပေါက်ကူညီနိုင်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ဒေါက်တာချန်ကတွေးနေတာတွေကိုရပ်လိုက်ပြီးတော့သူ့ရဲ့ကုသမှုကိုစတင်လိုက်ပါတယ်။ရှည်လျားတဲ့အက်နဲ့ထိုလူရဲ့ဘိုက်ကိုထိုးဆိုင်လိုက်ပါတယ်။ဒေါက်တာချန်ကအဆိုင်ကုသတဲ့နေရာမှာအရန်ကိုတော်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်ခဏအတွင်းမှာပဲအက်တွေကထိုလူရဲ့ဝမ်းဘိုက်အတွင်းကိုစိုက်ဝင်သွားခဲ့ကြပါတယ်။ထိုအချိန်မှာပဲတန်ကောင်နဲ့တူတဲ့ထိုအရာတွေကစတင်ပြီးတော့လှုပ်ရှားနေရာတွေကရပ်သွားခဲ့ပါတယ်။မိနစ်အနည်းငယ်လောက်အကြာမှာတော့ထိုလှုပ်ရှားနေတဲ့အရာတွေကသူ့ရဲ့ဝမ်းပိုက်ရီပြားပေါ်မှာပျောက်ကွယ်သွားခဲ့ပါတော့တယ်။လူနာကနာကျင်မှုသက်သာသွားတာကြောင့်ခဏအနားယူကငြိမ်သက်သွားခဲ့ပါတော့တယ်။ထိုလူရဲ့သားကသူ့အဖေကိုစိုးရိမ်လွန်တာကြောင့်သူ့အဖေရဲ့ထူးဆန်းတဲ့ယောဂအကြောင်းကိုမေးလိုက်ပါတယ်။ဒေါက်တာချန်ကထိုအချိန်မှာယောဂအကြောင်းကိုတိုက်ရိုက်မပြောခဲ့ဘဲနဲ့သူကထိုလူရဲ့ယောဂအကြောင်းကိုစတင်ပြီးတော့လေ့လာနေခဲ့ပါတယ်။ဒေါက်တာချန်ကမင်းရဲ့အဖေကကပ်ပါးကောင်ရဲ့အစိမ့်မိနေတဲ့ယောဂါကိုခံစားနေရတာဖြစ်ပြီးတော့ကြာကြာထားခဲ့ရင်သူ့ရဲ့ကိုယ်ရင်းအင်ကအစိပ်ပိုင်းတွေစီကိုရောက်သွားမှဖြစ်ပြီးတော့အခြေအနေကအရန်ကိုကြောက်စရာကောင်းတယ်လို့ပြောခဲ့ပါတယ်။ထိုလူရဲ့သားကအဖေကိုကယ်တင်နိုင်ခဲ့မယ်ဆိုရင်ရောဆိုပြီးမေးခဲ့ပါတယ်။အမျိုးသမီးကလည်းပြီးခဲ့တဲ့ရက်အတွင်းကမှသူ့ရဲ့အမျိုးသားကဒီလိုထူးဆန်းတာဖြစ်သွားကြောင်းပြောခဲ့ပါတယ်။နွားတွေကိုကျွေးဖို့မျက်တွေကိုဖြတ်ပြီးတဲ့နောက်မှာသူကနေမကောင်းစဖြစ်ခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒါကိုကြားပြီးရဲ့နောက်မှာဒေါက်တာချန်ကမြင်မြန်ပဲထိုနေရာကိုမြင်မြန်ခဲ့ပြီးတော့စစ်ဆေးကြည့်ကျင်တာကြောင့်လူနာရဲ့မိသားစုကိုသူ့ကိုထိုနေရာစီခေါ်သွားခဲ့ဖို့ပြောခဲ့ပါတယ်။သူ့အမေရဲ့အဆိုအရသူ့သားကလည်းထိုနေရာကိုသိရလို့ဆိုပါတယ်။တဖြည်းဖြည်းနဲ့မှောင်လာခဲ့ပြီးတော့ထိုမြရိုင်းတွေကသူတို့ရဲ့အိမ်ထဲဝေးတာကြောင့်သူ့ရဲ့သားကဒေါက်တာချန်ကိုထိုနေရာစီခေါ်သွားခဲ့ပါတယ်။
လက်တလျှောက်မှာတော့သားကသူ့အဖေရဲ့ယောဂါကဒီမြရိုင်းတွေနဲ့ဘလို့ပတ်သက်လဲဆိုတာကိုနားမလည်ခဲ့ပါဘူးဒေါက်တာချန်ကဘာတစ်ခုမှမရှင်းပြခဲ့ပဲနဲ့သူ့ဘာသာတွေးတောနေခဲ့ပါတယ်တော်တော်ကြာလျှောက်ပြီးရဲ့နောက်မှာတော့ထိုကောင်လေးကထိုနေရာပဲဆိုပြီးတော့ညွှန်ပြခဲ့ပြီးတော့သူတို့6ကဲမနောက်ကိုဆက်သွားလိုက်ရင်ရောက်ပြီဆိုပြီးပြောခဲ့ပါတယ်ထိုနေရာကိုရောက်တဲ့အချိန်ဒေါက်တာချန်ကအန်အောကကြောက်ရွံ့နေခဲ့ပြီးတော့သူ့တန်တရားတွေရှိနေတာကမှန်နေတဲ့ပုံပေါ်ခဲ့ပါတယ်သူတို့ရဲ့ရှေ့မှာမျက်ပင်တွေရှိနေခဲ့ပြီးတော့ကြီးလိုက်ရင်တခြားမျက်ပင်တွေလိုတာမန်လို့ထင်ရပေမဲ့ဒေါက်တာချန်နဲ့ထိုလူကမျက်ပင်တွေနာကိုရှောက်ကြည့်လိုက်တဲ့အချိန်မှာဒေါက်တာချန်ကအရန်ကိုသတိထားနေခဲ့ပေမဲ့ထိုလူကတော့ဘာတွေဖြစ်နေလဲဆိုတာကိုမသိခဲ့ပါဘူးဒေါက်တာချန်ကအနားကိုရှောက်ကြည့်တာတခုခုကိုရှာနေခဲ့ပြီးတော့နောက်ဆုံးမှာတော့သူရှာနေတာကိုတွေ့သွားခဲ့ပါတယ်ဒေါက်တာချန်နဲ့အတူအိမ်ကထွက်လာတာတော်တော်ကြာပြီလို့ထင်ရပေမဲ့ဆရာကသူ့အဖေရဲ့အခြေအနေကိုဘာမှမပြောဘဲနဲ့အလွန်ကိုတိတ်ဆိတ်နေတာကြောင့်သူ့သားကစတင်ပြီးစိုးရိမ်လာခဲ့ပါတယ်။ထို့အချိန်မှာပဲဒေါက်တာချန်ကကပ္ပကောင်တွေရဲ့အသွင်ပြင်ကြောင်းကိုရှင်းပြဖို့စတင်လာခဲ့ပါတယ်။ကပ္ပကောင်တွေကသူ့အဖေကိုနေမကောင်းဖြစ်စေတာပဲဖြစ်ပြီးတော့ဒီအကောင်တွေကသူ့အဖေကိုကတ်တွေကသူ့အဖေရဲ့ဝမ်ဘိုက်ကသွေးတွေကိုစောက်ယူနေတာပဲဖြစ်ပါတယ်။ဒီကပ္ပကောင်တွေကထူးဆန်းတဲ့တန်ကောင်တွေကနေဖြစ်လာတာဖြစ်ပြီးတော့မျက်ပင်တွေရဲ့အသွင်ပုံစံမျိုးပဲဖြစ်ပါတယ်။ပြီးတဲ့နောက်ဒေါက်တာချန်ကသူ့ရဲ့စေတတာကိုဖွင့်လိုက်ပြီးတော့လူနာရဲ့သားကတော့ဒေါက်တာကိုနားမလည်စေပဲဖြစ်ပါတယ်။ဒေါက်တာချန်ကအလော်များစွာပါဝင်နေပဝါတစ်ခုကိုယူလိုက်ပြီးတော့နှစ်ယောက်သားကမျက်ပင်တွေနာကိုကတ်သွားကြပြီးတော့ဒေါက်တာချန်ကလူနာကိုကုသဖို့အတွက်တစ်ခုခုကိုသေချာဆန်းသပ်ဖို့လိုတယ်လို့ပြောနေခဲ့ပါတယ်။ခဏအကြာမှာတော့မျက်ပင်တွေကြားမှာပေါက်နေတဲ့အပင်ကိုင်းလေးတစ်ခုကိုရှာတွေ့သွားခဲ့ပြီးတော့ကောက်ယူပစ်လိုက်ပါတယ်။ဒီလိုကွင်းမြင်တွေကအပင်ကတာမန်မျက်စိနဲ့ကြည့်မယ်ဆိုရင်ဒါကခွဲခြားဖို့ခက်ခဲတာကြောင့်လူနာရဲ့သားကအံ့ဩသွားခဲ့ပါတယ်။ဒေါက်တာချန်ကအကိုင်းကိုအပေါ်ကိုမြှောက်လိုက်ပြီးတော့အရွက်လေးတွေရဲ့ထိပ်ကကပ္ပကောင်လေးတွေကိုသေချာကြည့်ဖို့ပြောခဲ့ပါတယ်။ထိုလူကကြောက်ရွံ့နေခဲ့ပေမဲ့ဒါလေးတွေကဘာလဲဆိုတာကိုသိချင်ခဲ့တာကြောင့်သစ်ရွက်ကိုသေချာကြည့်နေခဲ့ပါတယ်။အရွက်တည်းရဲ့မျက်နှာပြင်ပေါ်မှာဆန်ပုံစံမျိုးဥသေးသေးလေးတွေရှိနေခဲ့ပါတယ်။အနီးကကြည့်လိုက်တဲ့အချိန်မှာဒီဥတွေကဘာလဲဆိုတာကိုသဘောပေါက်သွားခဲ့ပြီးတော့ဒါကပင့်ကိုမြင်တွေအုပ်ထားတဲ့တားလောင်းဥလေးတွေဖြစ်နေခဲ့ပါတယ်။ဒီဥလေးတွေကတင်းငယ်ပေမဲ့တကယ်ကိုကြောက်စရာကောင်းတဲ့ယောဂါကိုဖြစ်စေတာကြောင့်ထိုလူကအံ့ဩသွားခဲ့ပါတယ်။ဆရာကအများကြီးရှင်းမပြတော့ဘဲနဲ့ထိုလူကနောက်ထပ်လုံးမဲ့အရာကိုကြည်ကောင်းကောင်းနဲ့ဆက်ကြည့်နေလိုက်ပါတယ်။ဒေါက်တာချန်ကစေတတာအိတ်ထဲကဆေးပလင်းလေးကိုထုတ်လိုက်ပြီးတော့ထိုလူကိုပေးကမျက်နှာနဲ့လက်တွေကိုလိမ့်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီဆေးကကပ္ပကောင်တွေကခန္ဓာကိုယ်ကိုကတ်တွယ်တဲ့အခါမှာအစ်ဆက်ပူမတွေကိုရှောင်ရှားစေတဲ့ဆေးဖြစ်တယ်လို့ပြောလိုက်ပါတယ်။ပြီးတဲ့နောက်ဒေါက်တာချန်ကပိုးနဲ့တဲ့မြတ်တော်တွေကိုတွားလိုက်ပြီးတော့တစ်ခုခုကိုရှာကြည့်နေခဲ့ပါတယ်။အနားမှာရှိတဲ့မြက်ပင်တွေကလူတွေရဲ့ခေါင်းထက်ကိုရှေးပြီးတော့အန္တရာယ်ရှိနိုင်ပါတယ်။အဆုံးမှာတော့ဒေါက်တာချန်ကအကူအညီပေးနိုင်မယ့်အရာတစ်ခုခုကိုရှာတွေ့သွားခဲ့ပါတယ်။အဲဒီနောက်သူကအကိုင်းလေးတစ်ခုကိုလှိဖြက်လိုက်ပြီးတော့ထိုလူကိုပြလိုက်ပါတယ်။ဒီအကိုင်းမှာအသေးသေးလေးတွေအများကြီးရှိပြီးတော့ဒါကအရန်ကိုပဲထူးဆန်းပါတယ်။ဒေါက်တာချန်ကထိုလူရဲ့ရှေ့ကအပင်လေးကိုကမ်းပြလိုက်ပြီးတော့ဒီအသီးလေးတွေကိုကြည့်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါကကပ္ပကောင်ရဲ့ဥရိကန်နေတဲ့အပင်နဲ့တူတူပဲပေါက်လာတာ။ဒေါက်တာချန်ကတေချာကြည့်ခိုင်းပြီးတော့ဒါတွေကမင်းရဲ့အဖေကိုကယ်ဖို့ယူသွားရမယ်ဆိုပြီးပြောခဲ့ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားထူးဆန်းတဲ့အသီးလေးတွေပါတယ်ဒီအပင်ကနေတီးတဲ့အသီးတွေကပဲကပ္ပကောင်တွေကိုတတ်နိုင်နေဆိုပြီးတော့လူစုခွဲကရှာဖွေကြပါတော့တယ်။အချိန်ခဏလောက်ကြာတော့နှစ်ယောက်သားအသီးအများစုပါတဲ့အကိုင်းလေးတွေကိုယူဆောင်သွားခဲ့ကြပါတယ်။မျက်ပင်တွေရားတွေကထွက်လာပြီးတဲ့နောက်ဒေါက်တာချန်ကဓာတ်သေးလေးကိုယူကသူ့ရဲ့လက်ချောင်းကိုအနှဲငယ်လှီးဖြတ်လိုက်ပါတယ်။ထိုလူကအရန်ကိုအံ့ဩသွားခဲ့ပေမဲ့လည်းဘာမှမပြောဘဲနဲ့ဒေါက်တာချန်လုံးနေတာကိုပဲကြည့်နေခဲ့ပါတယ်။အဲဒီနောက်ဒေါက်တာချန်ကဖြတ်ထားတဲ့လက်နာကသွေးတွေကိုအောက်ကိုကျအောင်လုပ်လိုက်ပါတယ်။သွေးတွေကိုကပ္ပကောင်ရဲ့ဥရိရှိတဲ့တရွက်ပေါ်ကိုဓာတ်ရိုက်ချလိုက်ပါတယ်။အဲဒီနောက်ထိုလူကသူကင်ထားတဲ့လက်ကင်မွားတွေကတရွက်တွေအပေါ်မှာဘာတွေဆက်ဖြစ်မလဲဆိုပြီးတော့ကြောက်သွားခဲ့ပါတယ်။သွေးအနှဲငယ်ကဥရိပေါ်ကိုကျသွားပြီးတဲ့နောက်သူတို့ကချက်ချင်းကိုလှုပ်လာခဲ့ကြပါတယ်။ဥတီတီလေးတွေကထူးဆန်းတဲ့တန်ကောင်ပုံစံကပ္ပကောင်ဖြစ်လာပြီးတော့ဥကစတင်ပြီးတော့အခွန်ကိုခွဲကအပြင်ကိုထွက်လာခဲ့ကြပါတော့တယ်။သူတို့ကတပြေးပြေးနဲ့ချင်းမြင့်အရွယ်စားလောက်ကနေကြီးလာခဲ့ပြီးတော့တရွက်ပေါ်ကသွေးတွေကိုတောက်ပြီးတဲ့နောက်တူတချောင်းအရွယ်စားလောက်ကိုကြီးမားလာခဲ့ကြပါတယ်။သူတို့ကပူပူပြီးတော့ကြီးလာခဲ့ပြီးတော့သူကင်ထားတဲ့လက်ကင်ဘွားအပြည့်ဖြစ်သွားတာကြောင့်ကြောက်ရွံ့သွားခဲ့ကြပါတယ်။အံ့ဩစရာကောင်းစွာနဲ့ဒီခရမ်းရောင်အရည်လေးတွေဟာအလုတ်ဖြစ်ခဲ့ပါတယ်။အဆက်ရှိတဲ့ကပ္ပကောင်တွေကစတင်ပြီးတော့နာကျင်မှုကိုခံစားရကတည်သွားကြပါတော့တယ်။
ဒီအရာတွေကိုမြင်ပြီးတဲ့နောက်မှာတော့ထိုလူကဆရာပြောချင်တဲ့အရာကိုသဘောပေါက်သွားပါတော့တယ်။ရုတ်တရက်ဒေါက်တာချန်ကတခုခုကိုသတိရသွားတဲ့ပုံစံနဲ့မျက်ပင်တွေကိုခဏကြည့်ကတွေးတောလိုက်ပါတယ်။ဒါပေမဲ့အခုကမှောင်နေပြီဖြစ်တာကြောင့်ဒီခဲရောင်အသီးလေးတွေကိုမြ мян ယူသွားကအင်ကိုပြန်ဖို့လိုတယ်လို့ပြောပါတယ်။ဆရာကဒီလေခွင်းအကြောင်းကိုဘသူတွေသိသေးလဲဆိုပြီးတော့မေးဖို့ကိုလည်းမမေးခဲ့ပါဘူး။ဒေါက်တာချန်ကသူ့နောက်မှာရှိတဲ့ဒီမျက်ပင်တွေကိုကြည့်ကစိုးရိမ်နေခဲ့ပါတယ်။လူတွေကိုအနေနဲ့ပြုနိုင်တဲ့ဒီအပင်တွေကိုဒီအတိုင်းထားခဲ့ရမှာကိုစိုးရိမ်နေခဲ့ပါတယ်။ဒီမြေကိုတရားရောက်ကပိုင်လားဆိုပြီးတော့ဂယုတစိုက်နဲ့လည်းထပ်မိခဲ့ပါတယ်။ဘာလို့လဲဆိုတော့လူနာရဲ့အခြေအနေကစိုးရိမ်ရတာကြောင့်ပဲဖြစ်ပါတယ်။သူတို့ကစကားများထပ်မပြောတော့ဘဲနဲ့လူနာကိုကူးသားဖို့အတွက်အိမ်ကိုပြန်လာခဲ့ကြပါတယ်။ဒေါက်တာချန်ကထိုအပင်ကိုအမျိုးသမီးကိုပေးလိုက်ပြီးတော့ဘေးစင်ကိုသွားကဒီအသီးတွေကိုအရေးဖြစ်အောင်ညှစ်ခဲ့ဖို့ပြောလိုက်ပါတယ်။အသီးတွေအလုံးအရေးဖြစ်သွားပြီးတဲ့နောက်မှာဒေါက်တာချန်ကလူနာရဲ့ပိုက်မှာစိုက်နေတဲ့အက်တွေကိုဆွဲထုတ်လိုက်ပါတယ်။ခဲရောင်အသီးလေးတွေညှစ်ချလိုက်တဲ့အခါမှာအရေးတော်တော်များများကိုရရှိခဲ့ပါတယ်။ဒေါက်တာချန်ကအမျိုးသမီးကိုဒီအဝတ်ဆိုကိုယူလိုက်ပြီးတော့ခမရဲ့အမျိုးသားတစ်ခုလုံးကိုတုပ်လိုက်ဆိုပြီးတော့ပြောပါတယ်။ဒီနီလန်ကကပားကောင်တွေကိုနာကျင်စေပြီးတော့လူနာရဲ့ကိုယ်အပြင်ဘက်ကိုသူတို့တိုးထွက်လာစေလိမ့်မယ်။ဒေါက်တာချန်ရဲ့ညွှန်ကြားချက်အတိုင်းအမျိုးသမီးကသူမရဲ့အမျိုးသားတစ်ခုလုံးကိုလင်းလင်းမြန်မြန်ပဲတုပ်လိုက်ပါတယ်။မိနစ်အနည်းငယ်လောက်ကြာတဲ့အခါမှာဒီခရမ်းရောင်အရည်တွေကအရည်ပြားတွေကိုစိတ်ဝင်သွားခဲ့ပါတယ်။နည်းနည်းလောက်ထပ်ကြာတော့ဒေါက်တာချန်ကဓာတ်သေးလေးကိုကင်ကဒီကပားကောင်တွေထွက်လာဖို့အတွက်လူနာရဲ့လက်ကောက်ဝတ်ကိုလှီးဖြတ်လိုက်ပါတယ်။ခရမ်းရောင်အရည်တွေကအရည်ပြားတွေကိုစိတ်ဝင်သွားပြီးတဲ့နောက်မှာတော့ကပားကောင်တွေကထိုလူရဲ့အရည်ပြားအောက်မှာစတင်ပြီးတော့နာကျင်ကတွန့်လိန်နေကြပါတော့တယ်။သူတို့တွေကအပြင်ကိုထွက်ဖို့အတွက်ထွက်ပေါက်ရှာနေတာကိုကြည့်ရတာကတကယ်ကိုပဲအသေးအားစရာကောင်းပါတယ်။သူမရဲ့မျက်စိရှိမှရင်ဖြစ်သွားတဲ့အဖြစ်အပျက်ကိုကြည့်ပြီးတော့သူမရဲ့အမျိုးသားပြန်ထလာနိုင်ပါမလားဆိုပြီးတော့အမျိုးသမီးကကြောက်ရွံ့နေခဲ့ပါတယ်။ဒေါက်တာချန်ကစိတ်အေးထားဖို့ပြောပြီးတော့ပြဿနာတွေအလုံးပြေလည်သွားလိမ့်မယ်ဆိုပြီးပြောခဲ့ပါတယ်။ထို့အချိန်ကပားကောင်တွေကထိုလူရဲ့ခန္ဓာကိုယ်အနှံ့အပြားမှာပေါ်လာခဲ့ပြီးတော့ဝမ်ဘိုက်ကနေအများဆုံးထွက်လာကအပြင်ကိုတိုးထွက်ဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။ကပားကောင်တွေကနောက်ဆုံးမှလှိဖြတ်ထားတဲ့လက်ကောက်ဝတ်ကိုရှာတွေ့သွားခဲ့ကြပြီးတော့ထိုနေရာကိုစတိုက်သွားနေခဲ့ကြပြီးတော့ချက်ချင်းပဲထိုလူရဲ့လက်ကောက်ဝတ်ထဲကနေထွက်လာခဲ့ကြပါတော့တယ်။ရင်ခွင်းကတကယ်ကိုပဲကြောက်စရာကောင်းနေခဲ့ပြီးတော့ရှီလျားတဲ့ကပားကောင်တွေကထိုလူကြီးရဲ့ခန္ဓာကိုယ်ကနေလွတ်မြောက်ဖို့အတွက်တိုးဝေကထွက်လာခဲ့ကြပါတော့တယ်။တစ်ချက်ကြည့်ရုံနဲ့ရင်ကပားကောင်တွေကထိုလူရဲ့ခန္ဓာကိုယ်ကနေသွေးတွေအများပြားဆုပ်ထားတာကြောင့်ဝါတုတ်ကနေရဲနေခဲ့ပါတယ်။အောက်ကချမ်းမြေနေရာမှာတော့ဒေါက်တာချန်ကခဲရောင်အရည်တွေကိုထားတာကြောင့်သူတို့ကဓာတ်ရိုက်ပဲအဲ့ဒီတွေကိုကြားသွားခဲ့ကြပါတော့တယ်။ခဲရောင်အရည်တွေကအလုတ်ဖြစ်ခဲ့ပြီးတော့ချက်ချင်းပဲကပားကောင်ကြီးတွေကိုတပ်ပစ်လိုက်ပါတယ်။ကပားကောင်တွေကချက်ချင်းပဲဆွေးမြင့်ပြောက်ကွယ်သွားခဲ့ပြီးတော့အနက်အသက်ဆိုးရတဲ့ညှော်နှံ့နေတာကြံနေခဲ့ပါတယ်။ကပားကောင်တွေအကုန်ထွက်သွားပြီးတဲ့နောက်မှာတော့လူနာရဲ့ခန္ဓာကိုယ်ကအရင်တိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ဒေါက်တာချန်ကထိုလူရဲ့သားနဲ့ဇနီးကိုသူတို့ရဲ့အဖေကအန်နီရဲ့တွင်းထဲကနေလွတ်မြောက်လာပြီဖြစ်ကြောင်းအသိပေးခဲ့ပါတယ်။ဒေါက်တာချန်ကလူနာကိုပို့ပြီးတော့ဂယူးဆိုင်ဖို့အတွက်အကြံပေးခဲ့ပြီးတော့ရက်အနည်းငယ်လောက်အနားယူပြီးရင်သူပြန်ကောင်းလာမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။အရာအလုံးပြီးတဲ့နောက်မှာတော့ဒေါက်တာချန်ကအရေးကြီးတဲ့ကိစ္စတွေကိုထပ်ပြီးကင်တွယ်ရမှာဖြစ်တာကြောင့်လူနာရဲ့မိသားစုကိုနှုတ်ဆက်စကားပြောပြီးတော့ထွက်လာခဲ့ကြပါတော့တယ်။အကြောင်းကတော့ဒေါက်တာချန်ဟာဒီပြဿနာဖြစ်စေတဲ့အကြောင်းကိုကင်တွယ်ဖြေရှင်းဖို့အတွက်အစီအစဉ်ရှိတာကြောင့်ပဲဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ဒီအစိတ်ရှိတဲ့ကပားကောင်တွေကလူအများအတွက်အန္တရာယ်ရှိစေနိုင်ပါတယ်။အဲ့ဒီညကဒေါက်တာချန်ဟာထိုးလေခွင်းနေစီကိုပြန်သွားခဲ့ပြီးတော့နေ့လည်ခင်းရောက်တဲ့အခါမှာတော့သူကအရာအလုံးကိုမီးရှို့ပစ်လိုက်ပါတော့တယ်။ဒီသွေးဆုပ်ကပားကောင်တွေဟာနောက်ထပ်ဘသူတွေရဲ့သွေးကိုမှထပ်မဆုပ်ဖို့အတွက်လည်းသူမျှော်လင့်နေမိပါတော့တယ်။ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးတွေကို Universe TV ရဲ့ TikTok, YouTube, Telegram စတဲ့နေရာတွေကနေလည်းကြည့်ရှုလို့ရနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။